စားရီကိုတွဲတဲ့ခါကြလို့ရှိရင်ဒီလိုတက်ရရက်နဲ့ဒီလိုလှလှပပလေးတွဲဖို့ကိုတင်ပေးပါမယ်တိပိသားလူကတော့ကြုံသွားပါမတိတရားတဲ့လူတွေကိုလိုမျိုးစချုပ်ခါစားလူလေးတွေအတွက်ပါချစ်တမတယ်ကြည့်ပေးနော်စာရီဆိုလို့ရှိရင်ဒီ princess တောက်တွေဆိုပုံမှန်ချုပ်စာ 1.5 ထုတ်တယ်လို့ပဲထုတ်တယ်တွဲတဲ့ခါကြလို့ရှိရင်အရင်ဆုံးမလှနဲ့ကိုအရင်ထပ်ပြီးတော့1 cm လောက်တစ်ခေါက်တွဲပါမယ်ဒီလိုလေးတွဲပြီး1 cm တွဲပြီးသွားပြီဆိုလို့ရှိရင် 0.5 လောက်ညှက်ထုတ်ပြလိုက်ပါမယ်ညှက်ပြီးသွားလို့ရှိရင်အဖက်ကိုပြန်လှန်ပြီးတော့ 0.5 လောက်ချုပ်ပေးပါမယ်ကဲတွဲပြီးသွားပြီဆိုလို့ရှိရင်ဒီလိုအပေါ်အလှဘက်ကနေပြီးတော့ဒီပေါ်ဝါးနေပြီးတော့မြင်းချောင်းလေးအချီလေးတစ်ချောင်းပေါက်ပါမယ်ဒီလေးပေါက်ပါလိုက်နော်ကဲဒါဆိုရင်တော့ပြီးတော့ပါဆုံးဖြတ်ပေးရတဲ့ကျေးဇူးတင်ပါတယ်ဘိုင်